နောက်နံပါတ်1ပုဂ္ဂိုလ်ကသူတစ်ပါးတွေကိုပူပန်စေတဲ့သူသူတစ်ပါးတွေကိုထိခိုက်ပျက်စီးစေတဲ့သူတဲ့ဓမ္မမိတ်ဆွေတို့လောကမှာကြည့်တချို့ရှိတယ်လေကိုကောင်းစားဖို့အတွက်သူများတွေရဲ့အသက်တွေကိုတက်ဖြတ်ပြီးတော့စီးပွားရှာတဲ့သူတွေကိုချမ်းသာဖို့သူများတွေကိုလိန်လေလှည့်စားကြတယ်တချို့နိုင်ငံခြားအလုပ်ရှာပေးတဲ့ပွဲစားတွေဆိုလဲရှိတယ်လေပတ်စံတောင်းပြီးတော့အလုပ်ကောင်းကောင်းရမယ်ဘာညာနဲ့ခေါ်ပြီးတော့သူများနိုင်ငံနဲ့ရောက်တဲ့အချိန်ကျတကယ်အလုပ်မပေးဘဲလမ်းဘေးမှာပြစ်ထားခဲ့တာမျိုးတွေတချို့ကြတော့လဲပတ်စံမပေးနိုင်တဲ့တထေးစီမှာတိတိကြီးနဲ့အလုပ်အပ်ပေးခဲ့တာမျိုးတွေဟုတ်လားနောက်အလုပ်ရပြီးပတ်စံလဲမရနဲ့ဒီလိုမျိုးလိန်လေပြီးတော့ကိုချမ်းသာကိုအဆင်ပြေပြီးရောသူတစ်ပါးတွေဘလို့ဒုက္ခရောက်ဆိုတဲ့သူတွေရှိတယ်နောက်ကိုယ့်ဘာသူတော့လှုပ်ချင်အောင်လှုပ်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ဆွေမျိုးကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်နိုင်ငံဘာပဲဖြစ်ဂရုမစိုက်တဲ့သူတွေရှိတချို့အိမ်နာဦးစုတွေရှိသေးတယ်ကိုယ့်မိသားစုကိုဂရုမစိုက်ပဲငါရှာထားတဲ့ပတ်စံငါသုံးချင်တဲ့နေရာမှာသုံးပါပဲဆိုပြီးတော့အရက်ဆိုင်ဘားတွေ KTV တွေမှာသွားပြီးတော့ဖြုံးကြတယ်နောက်ပြဿနာတွေတက်ပြီးရင်သူရှာတဲ့ပြဿနာသူမရှင်းနိုင်တော့နောက်ကမိသားစုကလိုက်ဖြေရှင်းရစိတ်တွေဆင်းရဲရဒါမျိုးတွေပေါ့နောက်ရှိသေးတယ်ကိုကျမ်းမာရေးကိုဂရုမစိုက်ဘူးမတဲ့တာတွေနားမလဲဘူးစားချင်တာတွေစားအရက်သေးစားတွေတောက်စိတ်လိပ်တွေအတင်းတောက်ပြီးတော့ယောဂတွေရနောက်ဘသူတွေဒုက္ခရောက်လဲဆိုရင်ကိုမိသားစုကိုဆွေမျိုးတွေကပဲမရှိမဲ့ပတ်စံလေးတွေရှာကြမ်းပြီးတော့ကုပေးရနဲ့ဒီလိုမျိုးသူတစ်ပါးတွေကိုဒုက္ခပေးတဲ့သူတွေကိုပြောတာဖြစ်ပါတယ်ဒါကြောင့်ဆရာလေးတို့မြတ်စွာဘုရားကဒါမျိုးပုဂ္ဂိုလ်၄မျိုးတည်းက2မျိုးမြောက်2ယောက်မြောက်ပုဂ္ဂိုလ်ဖြစ်တဲ့သူတစ်ပါးတွေကိုပူပန်စေတဲ့သူတစ်ပါးတွေကိုထိခိုက်ပျက်စီးစေတဲ့သူမဖြစ်စေရဘူးတဲ့မဖြစ်အောင်ကြိုးစားနေရမယ်လို့ပြောတာပဲဖြစ်ပါတယ်